ဒီညကကျမအတွက်နောက်ဆုံးညဖြစ်သွားနိုင်တယ်ဘဝမှာအလင်းရောင်ဆိုတာတကယ်ပဲမရှိတော့တာလားမင်းရဲ့မျက်လုံးတွေကမျောလင့်ချက်ကုံဆုံးနေတယ်လို့ပဲဒါပေမဲ့အမောင်ဆုံးအချိန်ဟာအလင်းမလာခင်အချိန်ပဲဆိုတာမင်းမေ့နေပြီလားဦးလေးကတော့ပြောနိုင်တာပေါ့အောင်မြင်နေတဲ့သူတယောက်တည်းအတိတ်ကအနာဂတ်လောက်မခါတီးတော့ဘူးလေမင်းအခုမြင်နေရတဲ့ဒီတိုက်ကြီးတွေဒီကားတွေနောက်ွယ်မှာငါဘယ်နှညလောက်ငိုခဲ့ရလဲမင်းသိလားကျမအလုပ်ကြိုးစားခဲ့ပါတယ်အားလုံးကကျမကိုရဲနီးကြတယ်ကျမရဲ့အိမ်မက်တွေကဖုံမုံဒီလိုပဲပျက်စီးကုန်ပြီတမီးရဲ့အမေပြောသားပဲဒီအလုပ်တွေကမဖြစ်နိုင်ပါဘူးဆိုတာအခုတော့အကျွေးတွေပဲတင်ကုန်ပြီအမေလည်းကျမကိုအပြစ်တင်တော့မှာလားကျမဘလောက်ပင်ပန်းနေလဲဆိုတာဘယ်သူမှမမြင်ကြဘူးတမီးစိတ်ဆိုတာဘလို့ဖြစ်လာလဲဆိုတာသိလားမြေကြီးအောက်မှာနှစ်ပေါင်းများစွာအပူနဲ့ဖိအားကိုအပြင်းထန်ခံနိုင်မှဖြစ်လာတာဒါပေမဲ့ကျမကစိတ်မဟုတ်ဘူးတာမန်ရွှင်စည်းတဲ့တုံပဲဖိအားတွေအောင်မှပြားသွားခဲ့ပြီဟေးဒီလာအချွေးမဆက်နိုင်ရဲ့မင်းရဲ့အလုံယုံကိုငါတိုင်းရလိမ့်မယ်မင်းရဲ့ရိုးရချီသေးတွေကဘသူမှမဝယ်ကြဘူးခဏလေးထပ်ဆောင်ပေးပါကျမအကောင်းဆုံးစူးစမ်းနေပါဒူးစားတာနဲ့ပဲဝမ်းမဝဘူးလက်တွေ့ကြစမ်းပါမင်းအရှုံးသမားဖြစ်နေပြီအရှုံးသမားဆိုတာဘာလဲသိလားလဲချတဲ့သူကိုမခေါ်ဘူးပြန်မထကျင်တော့တဲ့သူကိုပဲအရှုံးသမားလို့ခေါ်တာကျမထကျင်ပါတယ်ဒါပေမဲ့ခြေထောက်တွေကအားမရှိတော့ဘူးရှည်တွေကလည်းမစစ်တွေ့နိုင်ဘူးမင်းကလေးတယောက်ဖြစ်ပြီးဘာလို့ဒီလောက်ခေါင်းမာနေရတာလဲသူများတွေလိုပဲအေးအေးဆေးဆေးနေပါတော့လားသူများတွေလိုနေဖို့ကျမမွေးဖွားလာတာမဟုတ်ဘူးကျမရဲ့မြမရိုးရာအလားတရားကိုကပ္ပကသိစေချင်တာအဲ့ဒီစိတ်သက်ကမင်းကိုအောင်မြင်မှုစီခေါ်သွားလိမ့်မယ်အခုခံစားနေရတဲ့နာကျင်မှုတွေကမင်းကိုထုတ်စစ်နေကဦးလေးရောအခုလိုမျိုးခံစားခဲ့ရဘူးလားအားလုံးကကြောက်ခိုင်းသွားတဲ့အချိန်မျိုးပေါ့တခါကငါလည်းဒီလိုပဲသမင်းထနဲ့စားဖို့တောင်ပိုက်ဆံမရှိခဲ့ဘူးလမ်းဘေးမှာအေးခဲ့ရတဲ့ညတွေရှိခဲ့တယ်ဒါပေမဲ့ဦးလေးကအခုတော့အောင်မြင်နေပြီပဲအဲ့ဒီတော့ကဘယ်လိုကြောက်ဖက်ခဲ့လဲကိုယုံကြည်မှုတစ်ခုတည်းနဲ့ပဲငါရဲ့အမှုပညာငါရဲ့အရေးအချင်းကိုဘယ်သူမှမမြင်ခင်ငါကိုယ်တိုင်အရင်မြင်အောင်ကြည့်ခဲ့တယ်ကျမရဲ့ချီတဲ့တွေကိုကြည့်ပါအောင်အဆက်အပြောက်တွေကကျမရဲ့မျက်ရည်တွေပဲသမီးရဲ့နားလိုက်ပါတော့ဒီညတော့အိပ်ပြောင်အိပ်စမ်းဟာအဲ့ဒီလောင်ပြုံးတွေကိုခွန်အားဖြည့်ပြောင်းလဲလိုက်ပါသူတို့မားတယ်ဆိုတာကိုမင်းရဲ့အောင်ငင်မှုနဲ့တက်တည်ပြရမယ်ဒါပေမဲ့အရင်ကြီးလည်းမရှိတော့ဘူးယုံကြည်ပေးမဲ့သူလည်းမရှိတော့ဘူးငါရှိတယ်မင်းရဲ့လက်ရတဲ့ငါယုံကြည်တယ်မင်းရဲ့ဇွဲကိုငါလေးစားတယ်တကယ်ပဲလားဦးလေးကျမကိုဘာလို့ခုညချင်ရတာလဲငါရဲ့ငယ်ဘဝကိုမင်းစီမှာပြန်မြင်နေရလို့ပဲမြန်မာပိုးထီတွေကိုဒီလိုဖန်တီးနိုင်တာမင်းတယောက်ပဲရှိတယ်အချင်းစေးပြီးမင်းနဲ့စပီစီတွေကိုငါတို့လာသိမ့်ပြီးမလုပ်ပါနဲ့ဒါတွေကကျမရဲ့အသက်သွေးကြောတွေကနေရောသူ့ရဲ့အကျွေးအလုံးကိုငါဆက်ပေးမယ်မင်းတို့ပြန်လို့ရပြီအော်ဆရာဦးမြင့်ကိုဟုတ်ကဲ့ပါကျွန်တော်တို့ပြန်ပါမယ်ဦးလေးဒါကအများကြီးပါကျမဘလို့ဆက်ရမလဲပတ်စံနဲ့ပြန်မဆက်နဲ့မင်းရဲ့အောင်မြင်မှုနဲ့ပဲပြန်ဆက်ပါကဘာစစ်မိတဲ့မြန်မာအထည်တွေကိုဖန်တီးပေးပါကျမကတိပေးပါတယ်ကျမနောက်မစုံတော့ဘူးသမီးအမေတောင်းပန်ပါတယ်သမီးကိုအားမပေးနိုင်ခဲ့တာရပါတယ်အမေကသမီးကိုစိတ်ပူလို့ဆိုတာသိပါတယ်မမဒီမှာကြည့်ပါဦးမမရဲ့ဒီဇိုင်းတစ်ကိုလူမှုကွန်ရက်မှာလူတွေအများကြီးစိတ်ဝင်စားနေကြတယ်တကယ်လားညီမလေးတညတဲ့နေ့ထီလောက်ပြောင်းလဲသွားလောဟုတ်တယ်မမရဲ့စူးစမ်းမှုတွေကအရာထင်လာပြီမြင်ပြီလားမူးတင်ဒီနောက်မှာညီယောင်ချီကအမြဲရှိနေတာကျမအခုမှပဲအသက်ဝဝရှုနိုင်တော့တယ်ဖီအားတွေကကျမကိုတကယ်ပဲစိန်တလုံးထစ်အောင်လုပ်ပြီးခဲ့တာပဲဒါဟာအစပဲရှိသေးတယ်ရှေ့မှာခရီးတွေအများကြီးကြံသေးတယ်ကျမမကြောက်တော့ဘူးဘယ်လိုအခက်ခဲပဲလာရင်ဆိုင်ဖို့အဆင်သင့်ပဲပြန်ရောက်လာဒီဆရာမကျွန်တော်တောင်းပန်ပါတယ်အရင်ကပြောခဲ့ရတယ်တဲ့ကိစ္စမရှိပါဘူးရှင်းရဖီအားပေးမှုတွေကြောင့်လည်းကျမပိုကြိုးစားဖိခဲ့တာဟုတ်ကဲ့ပါကျမတို့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးတာမယ်အခုမှပဲအမေလည်းစိတ်အေးရတော့တယ်သမီးတက်ကိုမြူတယ်မမရဲ့ရိုးရဝတ်စုံတွေကိုကဖာကျော်မော်ဒယ်တွေဝတ်တာမြင်ချင်းဒီဖြစ်လာမှာပါညီမလက်မှုပညာကကဘာမှာတမှုထူးခြားနေလာပဲဦးလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဦးလေးသာမရှိရင်ကျမလဲကြရကနေပြန်ထနိုင်မှာမဟုတ်ဘူးငါကလမ်းပြယုံတင်ပါရှောင်းလန့်တာကတော့မင်းကိုယ်တိုင်ပဲ
ညာတိုင်းမြို့ရဲ့ကြခဲ့ရတဲ့အချင်းတွေကိုကျမဘယ်တော့မှမိမှာမဟုတ်ဘူး အဲ့ဒီမြေကြီးတွေကမင်းရဲ့အောင်မြင်မှုကိုပိုပြီးတောက်ပစေလိမ့်မယ်ကျမအလို့ယုံကိုပြန်ဆော့တော့မယ်အရင်ကထက်ပိုကောင်းတဲ့ဒီဇိုင်းတွေထွက်လာစေရမယ် ညီမလေးလည်းကူညီမယ်နော်နမ အေးပါငါတို့အားလုံးလက်တွဲပြီးကြိုးစားကြတာပေါ့အောင်မြင်မှုရဲ့အရာတာကအခက်ခဲတွေကြုံပြီးမှပိုချုံမြိန်တာ ဟုတ်ပါတယ်ကျမအခုအဲ့ဒါကိုတကယ်ခံစားနေရသည် မနေ့ဖြစ်နေမနေ့ကျမရဲ့အလုပ်ယုံကိုလာခဲ့ပါတေချာဆွေးနွေးကြတာပေါ့ ကဲအခုတော့အနားယူလိုက်အောင်မနေ့ခံကမင်းတို့အတိတော်နေတဲ့နေပဲ ဟုတ်ကဲ့ဦးလေးအားလုံးကိုကျေးဇူးတင်ပါနဲ့ တမီးလေးသမင်းစားရအောင်အမေတမီးကြိုက်တဲ့ဟင်းတွေချက်ထားတယ် ဘိုင်းလက်စားနေပြီရောမေဒီနေ့မှပဲအေးအေးဆေးဆေးစားနိုင်တော့တယ် ဘဝမှာဘေတော့မှအရှုံးမပေးနဲ့အခက်ခဲတွေကမင်းကိုပိုးထမ်းမအောင်လုပ်ပေးတာပဲရှင်ကျမမှတ်ထားပါမယ်စိတ်တလုံးဖြစ်ထိုးဖီယားကိုအပြုံးနဲ့ရင်ဆိုင်ရမယ်ဆိုတာမမကတော့ကျမတို့ရဲ့စိန်လေးပါပဲမမတို့မြမယူရကိုကဘာကတီအောင်ဆက်ကြိုးစားကြမယ်ငါလည်းမိမိကနေအမြင်အားပေးနေမယ် အခုတော့အိမ်မက်တွေကတကိုက်လက်တွေ့ဖြစ်လာတော့မယ် အေးပါသမီးရဲ့ဇွဲကိုအမေလေးစားတော်နီ အမေတို့သာနားလေပေးရင်ကျမအတွက်ဘာမှမခက်ခဲတော့ဘူး မနှက်ဖြန်ကျွန်တော်စောစောလာခဲ့ပါတယ် ကောင်းတော့ညပါဦးလေအညာအားလုံးအတွက်ကျေးဇူးပါ မမကျမတို့ရဲ့ချီသေးစက်ယုံကြီးအောင်မြင်ပါစေအောင်မြင်ရမယ်ညီမလေးငါတို့နှလုံးသားနဲ့ဖန်တီးထားတာပဲယုံကြည်ချက်ရှိတဲ့သူကကပါကိုပြောင်းလဲနိုင်တယ် ကျမကဘာကိုမပြောင်းလဲနိုင်ရင်တော့မြမအလှကိုတော့ပြောင်းလဲပြပါမယ် သမီးရီမှန်းချက်ဒီအကုန်ပြည့်လာစေဂျေဇုပါအမေသမီးအကောင်ဆုံးဆက်လုပ်ပါနဲ့တတိထားရမှာကအောင်မြင်လာရင်မာနမတက်ဖို့ပဲစိတ်ချပါဦးလေကျမဘယ်ဘဝကလာခဲ့လဲဆိုတာအမြဲတတိရနေမှာပါမမကအမြဲတမ်းနှိမ်ချတဲ့သူပါကျမသိပါတယ် အလုပ်တိဆက်လို့ရအောင်မြင်မှုဆိုတာရက်နေလို့မရဘူးမှန်တယ်စ조사မှုကစင်စစ်မြတ်ရှိနေရမယ် ဒီနေ့ကစပြီးအသက်တဖန်မွေးဖွားလိုက်ပြီကောင်းပါတယ်အည်သွေးကိုတော့အတိကထားရမယ်နော်အည်သွေးကမင်းရဲ့နာမည်ပဲအပြတ်မခံနဲ့ဟုတ်ကဲ့ပါမြမကုံဆောင်နိုင်တဲ့ထုတ်ကုံတွေဖိစေးရမယ်သမီးကိုကြည့်ပြီးအမေပီတိထီရည် အမေပြောရင်သူမီးလဲပြောပါဟဲ့ ကျမတို့မမကအတော်ဆုံးငယ် အားလုံးဝိုင်းဝန်းကူညီကြလို့ပါကျေးဇူးတင်စရာနေအများကြီးပဲအခက်ခဲဆိုတာမင်းကိုသင်ခန်းစာပေးဘူးလားဟုတ်တယ်ဦးလေးအခုအဲ့ဒီသင်ခန်းစာတွေကအဖိုးတန်မိပြီအော်ဒါတွေကတဖြည်းဖြည်းများလာပြီဆရာမဝန်ထမ်းတွေထပ်တိုးရမယ်အလို့အကိုင်းတွေလည်းဖန်တီးပေးချင်တယ်အဲ့ဒါကောင်းတဲ့စိတ်ကူပဲကိုကျိုးတီမကအများကျိုးပါပါတာပေါ့ သမီးကတော့စိတ်ထားတကယ်ကောင်းကောင်းငယ် ကျမလိုဒုက္ခရောက်နေတဲ့သူတွေကိုကူညီချင်လို့သူတို့တွေအလောက်ရရင်အယမ်းပျော်ကြမှာပဲစေတနာကဝေနေရကိုအကျိုးပြုလိမ့်မယ်ဟုတ်ကဲ့ဦးလေးကျမယုံချင်ပါတယ်ဒီဇိုင်းအသစ်တွေကအယမ်းလာတယ်လို့လူတွေကပြောနေကြတယ်မြမယဉ်ကျေးမှုကိုအခြေခံထားလို့လေမကျမရဲ့အသက်ရှူတန်တိုင်းမှာဒီအလုပ်ရှိနေတယ်သမီးလေးအောင်မြင်တာမြင်ရတော့အမေသိပြောပါပြီ အမေကလည်းအကြိုင်းနေအောင်ပါ မမရဲ့မင်္ဂလာဆောင်ရင်မမချုပ်တဲ့ဝတ်ဆောင်ပဲဝတ်မိတာ အေးပါညီမလေးအတွက်အလားဆုံးဖြစ်စေရမယ်အနာဂတ်ကမင်းလက်ထဲမှာရှိနေပြီဦးလေးရဲ့အစုံအမတွေကိုဘယ်တော့မှမမေ့ပါဘူးဆီယာမကိုအားကြတဲ့သူတွေအများကြီးရှိနေပြီကျမလည်းသူတို့ကိုခွန်အားတွေပြန်ဖေးချင်တယ်ပေးနိုင်တာပေါ့မင်းရဲ့ဘဝစကြောင်းကခွန်အားပဲ မအောင်မြင်ခင်ကအော်မောင်ထုကိုကြော်ဖြတ်နိုင်ခဲ့လို့ဂျေဇုတင်ပါတယ် အဲ့ဒီအမောင်ထုကပဲမင်းကိုလင်းလက်စီခဲ့တာဟုတ်ပါတယ်ဖီအားတွေကိုခံနိုင်လို့ပဲကျမစိတ်တလုံးထစ်လာခဲ့တာအိုက်ကြရအောင်သမီးမနေ့ပြန်အလုပ်တွေအများကြီးလုပ်ရအောင်မယ်ကောင်းတော့ညပါသမီးအောင်မြင်မှုတွေဆက်လက်ပိုင်ဆိုင်ပါစေ မမနေ့ပြန်ကြရင်ကျမတို့အတူတူဈေးသွားကြမယ်နော် ကောင်းပြီလीမနေ့ပြန်ကစပြီးဘူဝတစ်ကိုရှုပ်လန်းကြတာပေါ့ ကျွန်တော်လည်းမနေ့ပြန်စောစောလာခဲ့ပါမယ်ဆရာမ โอเคအားလုံးကိုကျေးဇူးတင်ပါတယ်ကောင်းတော့ညပါ